86ကြိမ်မြောက်မှာသူမတည်ဆုံးခဲ့ရတယ်ကျွန်တော်ခုစာတန်ထိုးပြထားတဲ့ရုပ်ရှင်ကိုကြည့်ကြကြလားဒီရုပ်ရှင်ကအဖွင့်မှာကလေးကဖြစ်ရမှန်ကိုအခြေခံထားတယ်ဆိုတော့ကိုပြောထားပြရပါပဲဒါကြောင့်ဒီရုပ်ရှင်အကြောင်းတကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်ကိုဒီနေ့မှာကျွန်တော်ပြောပြချင်ပါတယ်ဒီရုပ်ရှင်ရဲ့ဇာတ်ဝင်ကအားလုံးဟာပြည်မှာတကယ်ဖြစ်ခဲ့တာကိုအခြေခံထားခဲ့ပေမဲ့ကာယကံရှင်ရဲ့မျက်နှာမူကိုမဖြစ်စေလိုတာကြောင့်အမီလွဲတွေနဲ့ပြန်လည်ရိုက်ကူထားခြင်းဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကောင်းမလီရဲ့နာမည်ကိုလည်းကျွန်တော်ထည့်ပြောသွားမှာမဟုတ်တာမို့ပြီးခံပေးကြပါခင်ဗျာဖြစ်ရတွေအားလုံးရဲ့အစားပြုရာက1980ပြည့်နှစ်တွေတုန်းကဂျာမနီမှာပါအဲ့ဒီချိန်တုန်းကဂျာမနီတက္ကသိုလ်ကျောင်းသူတို့ကကျောင်းမှာရှိနေစဉ်ပူကတ်ခံရပြီးတဲ့နောက်အခြေအနေတွေဟာဆိုးရွားလာခဲ့ရာကဒီဖြစ်ရဆိုပြီးစတင်လာတာပါလက်ဆိုပူကတ်ခံရတဲ့ကောင်းမလေးဟာဂျာမနီနိုင်ငံသူဖြစ်ပြီးတော့သူမဟာဘာသာတရားကိုကိုင်းဆိုင်သလိုတစ်ဖက်မှာလည်းရီမွန်တဲ့အမျိုးသမီးတူဖြစ်ပါတယ်။သူမဟာဘာသာရေးဆိုင်ရာလေ့လာမှုတွေမှာထူးချွန်တဲ့အတွက် scholarship ရပြီးတဲ့နောက်နာမည်ကျော်ဂျာမနီနိုင်ငံတက္ကသိုလ်တစ်ခုမှာတက်ရောက်ခွင့်ရခဲ့ပါတယ်။ဒီချိန်မှာသူမရဲ့အသက်ဟာ16နှစ်ပဲရှိသေးပြီးတော့သူမအတွက်အတွေ့အကြုံတစ်တွေကိုလေ့လာဖို့အားယူမဲ့အချိန်ပဲရှိပါသေးတယ်။တဲ့တော့ကျောင်းပရိသတ်တစ်ခုမှာကျောင်းရဲ့အဆောင်မှာနေကြတဲ့ကျောင်းသူအလုံးဟာအိမ်ကိုပြန်သွားခဲ့ကြပေမဲ့ဒီကောင်းမလေးဟာသူပြန်ရမယ်နေကဝေးရဲ့အတွက်ကြောင့်ကျောင်းမှာပဲပိတ်ရက်ကိုကုံဆုံးမှုဆုံးဖြတ်ခဲ့ပါတယ်။သူမရဲ့ကန်ဆူမှုတွေကဒီအချိန်မှာစတင်ခဲ့တယ်လို့ပြောရပါမယ်။ဒီကောင်းမလေးကငကိုယ်တည်းကအရန်မဆိုးရွားတဲ့အသက်ယောဂတစ်မျိုးကိုခံစားနေရပြီးတော့အဲ့ဒီညမှာသူမရဲ့ယောဂကိုအကြောင်းပြုတဲ့အားနည်းမှုကြောင့်သူမကမကောင်းဆိုးဝါးပူကတ်ခြင်းကိုခံခဲ့ရပါတယ်။သူကအဲ့လိုစပြီးကြော်ရခြင်းဟာမလက်3နာရီတိတိအချိန်ဖြစ်လို့မကောင်းဆိုးဝါးပူကတ်တာကဖြစ်နိုင်ခြေရှိတဲ့အတွက်နောက်နေ့ရောက်တဲ့အခါမှာသူမရဲ့အတူနဲ့အခန်းပေါ်တငယ်ချင်းတွေကိုပြောပြခဲ့ပါတယ်။ဒါပေမဲ့ဘလူးမှသူမကိုမယုံကြည်ခဲ့ပါဘူး။အလုံးကသူ့ရဲ့အသက်ယောဂကြောင့်ထင်အောင်ထင်မှားဖြစ်တာလို့ပဲထင်ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာသူမရဲ့အခြေအနေတွေကပုံမဆိုးရွားလာခဲ့ပြီးတော့တကယ်မရှိတဲ့အရာတွေကိုမြင်လာရတဲ့အထိဖြစ်လာပါတယ်။ဆေးပညာအရအသက်ယောဂအတွက်ဆေးတွေကိုစပြီးတောက်ခဲ့ရပေမဲ့လည်းသူမမသက်သာခဲ့ပါဘူးအချိန်တိုင်းမှာသူမကမကောင်းဆိုးဝါးတွေကိုမြင်လာရပြီးတော့တဖြည်းဖြည်းပိန်လာခဲ့ပါတယ်အစပိုင်းမှာတော့သူမကိုပူကတ်ထားတဲ့မကောင်းဆိုးဝါးဟာညပိုင်းဒီမှာပဲအာကောင်းပြီးဒုက္ခပေးနိုင်ပေမဲ့သူမအာရော့လာတဲ့အခါမှာမနေ့ပတ်တွေမှာပါအဲ့ဒီနတ်ဆိုရဲ့ပြုစားတာတွေကိုမြင်လာရပါတယ်နောက်ဆုံးဆောင်းဝဲကန်းထဲမှာတော့အဲ့လိုတွေမြင်လာရတဲ့အတွက်ကြောင့်မလို့အခြေအနေတွေကအဆိုးရွားဆုံးဖြစ်လာခဲ့ပါတယ်ဘလို့မှရင်မဆိုင်နိုင်တဲ့နောက်ပိုင်းမှာကောင်းမလီကကြောင်းတက်တာကိုလုံးဝရက်လိုက်ရပြီးတော့အိမ်မှာပဲပြန်ပြီးအနားယူဖို့ဆုံးဖြတ်လိုက်ရပါတယ်။ဒါပေမဲ့အိမ်ကိုရောက်သွားတဲ့အခါမှာအိမ်ကလူတွေကိုသူမပူကတ်ခံရတဲ့အကြောင်းပြောပြခဲ့ပေမဲ့အိမ်လူအိမ်သားတွေကလည်းအသက်ယောဂကြောင့်သူမထင်အောင်ထင်မှားဖြစ်တယ်လို့ပဲထင်ပြီးတော့ဆရာဝန်နဲ့ပဲကူခဲ့ပါတယ်။ဒါပေမဲ့မသက်သာလာပါဘူး။ဒီချိန်ကျမှသူမမိဘတွေကသူတို့ကိုဝယ်တဲ့ကက်သလစ်ချက်ကျောင်းကတဲဟုတ်ဆရာဘုန်းတော်ကြီးနှစ်ပါးကိုပင်းဆောင်ပြီးတော့အပနေဖို့ကိုစားလုပ်ကြပါတယ်ဒါပေမဲ့မကောင်းဆိုးဝါးကနှင်လို့မရတဲ့အထိသူမကိုပူကတ်ထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဘုန်းတော်ကြီးကနှင်ပေမဲ့လည်းနှင်လို့မရဘူးဖြစ်နေတယ်။သူမရဲ့ကိုယ်ရင်းကပြန်လဲคู่ကန်တိုင်းဇွမ်းကလည်းမရှိတော့တာမလို့ကောင်းမလီကအစာမစားပဲနေမယ်ဆိုပြီးတော့သူမကိုသူမအစာနဲ့ခံပြီးနေပါတယ်။ဒါပေမဲ့လည်းဒီလိုလှုပ်လို့ဘာမှထူးမလာပါဘူး။ကက်သလစ်ကျောင်းတော်ရဲ့ဘုန်းတော်ကြီးတွေဟာအပနေဖို့အကြံရည်69ချိန်အထိလှုပ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒီလိုအပနေချိန်မှာကောင်းမလီရဲ့မိဘတွေဟာမိသားစုဆရာဝန်တယောက်ကိုပါခေါ်ပြီးတော့သူမဟာအသက်ယောဂကြောင့်ဖြစ်နေတာဟုတ်လားမဟုတ်လားဆိုတော့ပါကြည့်ခိုင်းပါသေးတယ်။ဒါပေမဲ့အဲ့ဒီလက္ခဏာတွေကြော်လွန်ပြီးတော့ဆေးပညာအရမဖြေရှင်းနိုင်တဲ့ထူးဆန်းမှုတွေကဖြစ်လာပါတယ်။အဲ့လိုနဲ့အခြေအနေရာတပြေးပြေးပိုဆိုးရွားလာခဲ့ပြီးတော့အဲ့ဒီကောင်မလေးဟာအပနေနေရင်းနဲ့ပဲကွယ်လွန်သွားခဲ့ပါတယ်။ဒီကိစ္စဟာဂျာမနီမှာအတော်လေးပြန့်သွားခဲ့တဲ့အတွက်သူမတည်ဆုံးခြင်းအတွက်အပနေခဲ့ရတဲ့ဘုန်းတော်ကြီးတွေကတရားစွဲခံခဲ့ရပါတယ်။တဘာဝလုံးပြည့်ရက်တွေဖြစ်တာကြောင့်ဘာသာရေးရတက်တဲ့ပြမှုတွေကတရားရုံးမှာဘလို့မှအရာမွေဖြစ်ခဲ့ရပါတယ်။အပနေစဉ်ကအတန်သွင်းထားခဲ့တဲ့တိတ်ခွေကိုလည်းတက်တဲ့အဖြစ်တင်သွင်းပြီးရုံးတော်မှာဖွင့်ပြခဲ့ပါတယ်။ဒီတိတ်ခွေထဲမှာကောင်းမလီရဲ့အတန်ဟာ2တန်ဖြစ်နေပြီးလက်ဆို6កောင်ရဲ့အတန်တွေနဲ့သူမအော်ဟစ်နေခဲ့ပါတယ်။တခါမှမပြောဘူးတဲ့ဘာသာစကားတွေသူမမတင်ယူဘူးတဲ့ဘာသာစကားတွေကိုပြောတာမျိုးတွေပါပါနေခဲ့ပါတယ်။ဒီစကားတွေကရှေ့အောင်ဘာသာစကားတွေဖြစ်ပြီးတော့ကက်သလစ်ဘုန်းတော်ကြီးတွေကနားလေတဲ့စကားတွေဖြစ်နေခဲ့တာပါ။
အဲ့ဒီတန်တွေပါတဲ့တိတ်ခွေဟာတက်တည်ဖြစ်ပေမဲ့ရုံးတော်ကပယ်ချခဲ့ပြီးတော့တင်းအုပ်ဖုံးတော်ကြီးနှစ်ပါးကိုပြစ်ဒဏ်ချမှတ်ခဲ့တဲ့အတွက်ဒီဖြစ်ရပ်တွေဟာဆေးပညာအရကောင်းမလေးကအတက်ရောဂါကြောင့်တည်ဆုံးခဲ့ရတယ်ဆိုပြီးမှတ်တမ်းဝင်သွားခဲ့ပါတယ်အမှန်ကသူမဟာနတ်ဆိုးပုကတ်ခံရတာပါအဲ့ဒီနောက်ပိုင်းမှာသူမရဲ့အဖြစ်ပြက်ဟာနာမည်ကျော်ကြားလာခဲ့ပြီးတော့အခုဆိုကဘာလက်ခီးသွားတွေကသူမရဲ့အုပ်ကူကိုတကူးတကအလဲသွားပြီးဒွမ်းလူပန်းငွေချလာရောက်လေးလာကြတဲ့အထိလူသိများသွားခဲ့ပါတယ်2005ခုနှစ်မှာတော့သူမရဲ့အဖြစ်ပြက်အလုံးစုံကိုအခြေခံပြီးရုပ်ရှင်ရိုက်ကူးခဲ့ပါတယ်အဲ့ဒီရုပ်ရှင်ထဲမှာသူမပြောပြခဲ့မှုတဲ့ဖြစ်ပြက်အလုံးကိုအသေးစိတ်ထည့်ရိုက်ထားတာပါဒီရုပ်ရှင်ရုံတင်ချိန်မှာလူများထိတ်လန့်ခဲ့ရပြီးတော့သူမကိုအပန်းနေချိန်မှာအတန်သွင်းထားခဲ့တဲ့တိတ်ခွေဟာလည်းအင်တာနက်ပေါ်မှာပြန့်နှံ့သွားခဲ့ပါတယ်အခုကြည့်နေတဲ့မိတ်ဆွေတို့လည်းစိတ်ဝင်စားတယ်ဆိုရင်ဒီတိတ်ခွေကိုရှာဖွေပြီးနားထောင်ကြည့်လို့ရပါတယ်ကြည့်ပြီးတော့ဘယ်လိုတွေးရခဲ့ရဆိုတာကိုခုဗီဒီယိုမှာမှန်းခဲ့ပေးပါခင်ဗျာဆုံးဖြတ်ကြည့်ပေးတာကျေးဇူးတင်ပါတယ်ဗျကျွန်တော်ကတော့လူတက်ကြီး channel ကသူရဖြစ်ပါတယ်